အာလူကိုချက်တဲ့ချိန်ကြလို့ရှိရင်အာလူကိုအစိမ့်ဒီတိုင်းခွန်လာလို့ရှိရင်သူ့ရဲ့မြကြီးတွေကဓာတ်တွေကပါသွားတတ်တယ်ပေါ့နော်ဒါကြောင့်အာလူလေးကိုအခွန်နှွာရရုံပြုတ်ရပါတယ်ပြုတ်ပြီးအခွန်လေးပါလေးနှွာပြီးတော့မှခင်းရင်အဲ့ဒီသူ့မှာပေါ့နော်ဒီမြေတက်ကမကုန်တော့ဒါကြောင့်အာလူကိုပြုတ်ပြီးတော့မကြေစေချင်လို့ရှိရင်အခွန်လေးပါလေးကိုသွားပြီးတော့စိတ်ပြီးတဲ့အချိန်မှာစီလေးနဲ့နှခမ်းလေး6တောင်ကြော်ပြီးမှဒီလိုဝက်သားနဲ့ကြက်သားနဲ့ပြန်ရောနေအာလူကမပြေတော့ဘူးပေါ့နော်အခုတော့ကျမစီဆုပ်မှာဆိုလို့အာလူကိုအဲ့လိုခွန်နှွားရုံလေးပြုတ်ပြီးတော့ကျမကဒီတိုင်းနဲ့ထည့်ပြီးတော့ဒီဝက်သားလုံးပြီးတော့လုံးနဲ့အချိန်မှာပဲအာလူလေးကိုထည့်ပြီးတော့ဒီလုံးလိုက်တယ်ပေါ့နော်တကယ်တော့အာလူကပြုတ်ပြီးသားဖြစ်နေတဲ့အတွက်တော့ဟိုနည်းနည်းလေးနူးတော့မနူးပေါ့တဝက်လောက်ပဲနူးတာပေါ့နော်ဆိုတော့သူဝက်သားတရီကြားလောက်မှရောလိုက်ပိုကောင်းတာပေါ့နော်ဒါပေမဲ့ကျမတို့ကစီလေးနဲ့နည်းနည်းလုံးလိုက်ရေးမလောင်းခင်နဲ့ဆိုတော့အာလူကတောင်းတောင်းမကြည့်ပါဘူးအနေဒီမှာလှူဒီမှာကျွေးအာလူနဲ့ဝက်သားနဲ့ရောင်းရင်လေအာလူတွေကြေးပြီးတော့အီနေတာပဲစားလို့အရင်ကောင်းတာကိုမှန်တတိရတယ်နော်ဟိုအဲ့လိုအီလို့ရှိရင်ဟိုခဏချက်ဆိုင်တိတ်မကောင်းလေအဲ့တော့အာလူပြုတ်ပြီးပါမှပြန်ကြော်ရတယ်ဘဲဥနဲ့ချက်မယ်ဆိုရင်တော့ထက်ကလေးနှခမ်းထက်ကလေးပြန်ကြော်လိုက်ပေါ့ကြော်ပြီးတော့ဘဲဥလေးနဲ့ကြောက်အဲ့လိုမျိုးလေကောင်းတယ်ဝက်သားနဲ့ကြာလဲအဲ့လိုကြီးကြော်ပြီးတော့ဝက်သားအစီထွက်တာနဲ့စီတက်တာအစီနဲ့အာလူကကြော်လို့ရတဲ့အစီနဲ့အရမ်းများသွားမှဆိုဝက်သားလေးအဲ့လိုတရီကြလောက်ကြမှာထည့်ပြီးတော့ရင်လုံးလိုက်နော်အာလူအခွန်ကိုစိမ့်မနှွားနဲ့နော်ရေနနာစီးပြီးတော့ခွန်နှွားရရင်လေးပြုတ်ရပါမယ်ပြုတ်ပြီးအဲ့ကျမှသူ့မှာအာလူမှာရှိတဲ့မြေကြီးဓာတ်ပေါ့နော်အဲ့ဓာတ်ဒီပါမတော့အောင်နော်အဲ့ကျမှဟိုကဒီမြေဓာတ်ပါတာစားတာပေါ့နော်ပိန်းဥတို့အာလူတို့စားပြရမယ်မြေကြီးဥတဲ့မြေဓာတ်ပါပေါ့နော်အဲ့လိုကျမအေးတဲ့ဘဟုတုတာလေးပေါ့နော်မားတာရှိလဲခွန်လို့ပါ